စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မိသားစုဘဝနေပြီဆိုလို့ရှိရင်တဲ့ကိုပိုင်တဲ့ပစ္စည်းကို၄ပုံပုံထားဆိုပါစို့ဝင်ငွေကို၄ပုံပုံလိုက်ဝင်ငွေကို၄ပုံပုံပြီးတပုံကိုစားတပုံကို emergency ထားကျန်တဲ့နှစ်ပုံမှာယင်းနှမြုံနှံမှုအတွက်သုံးလို့ဒီလိုဟောတာဗျာအခုတော့မဟုတ်ဘူးလောက်ွက်ဆိုပြီးတော့မြေကြီးတဲ့ဘာရှိမှမသိမရှိမှမသိရှိသမျှတွေကုန်အိမ်ရောဘာရောအကုန်လုံးပေါင်ထဲ့တယ်တခုမှမရတဲ့အခါသွားပြန်တယ်နော်ခုခေတ်မှာတချို့အဲ့ဒါမျိုးတွေဖြစ်တယ်လေအိမ်ဒီဘာတွေရောကုန်ပါသွားတာမမြင်ရတဲ့ဟာလောက်တယ်လေမြေကြီးတဲ့ဘာရှိတာကိုယ့်မျက်စိကမြင်ရတာမှမဟုတ်ဘူးအဲ့တော့မြတ်စွာဘုရားစကားအတိုင်းလိုက်နိုင် emergency တပုံထားမသုံးနဲ့မတို့မထီနဲ့အရေးကြီးတဲ့အခါမှာသုံးဖို့တပုံပဲစားနှစ်ပုံကတော့ investment ယင်းနှမြုံနှံမှုမှာထည့်ပြီးဒီလိုသုံးသွားမယ်ဆိုရင်မတော်တဆဒီလိမ့်လဲဖြစ်သွားအောင် emergency ရှိတယ်လေကျိုးဆိုတာပေါ့အဲ့တော့ဘုရားစကားနားထောင်ပြီးတော့လိုက်နာမယ်ဆိုရင်တတိမဖြစ်တောင်မှတတိဖြစ်ဖို့ဖြစ်ပါတတိမဖြစ်တောင်မှမဆွေးရဘူးကြွေးတင်မှုပေါ့ဒီလိုဆိုတာပေါ့ရသော်ဘုရားကဒီဘဝကြီးပွားဖို့အတွက်လည်းအပြည့်စုံဟောထားတယ်။နောက်ဘဝကြီးပွားဖို့အတွက်အဲ့ဒီလိုအဆုံးအမတွေရခြင်းလို့ဘုရားကိုကိုးကွယ်ဘုရားကိုးကွယ်တယ်ဆိုတဲ့အဓိပ္ပာယ်ကရသော်ဘုရားရဲ့အဆုံးအမတိုင်းလိုက်နာပါမယ်လို့ promise လုပ်တာပဲဗုဒ္ဓံတရဏံဂစ္ဆာမိဆိုတဲ့အဓိပ္ပာယ်ကကြည့်လေဂစ္ဆာမိဆိုတဲ့စကားလုံးကိုဖွင့်တဲ့အခါဇာနာမိဆိုတာပါတယ်နော်အဓိပ္ပာယ်ဘုရားဟာတကယ်အားကိုးလောက်တဲ့ပုဂ္ဂိုလ်အဖြစ်အတိမတ်ပြုပါတယ်ပေါ့အတိမတ်ပြုပါတယ်ဆိုတော့ဘုရားဉာဏ်ကိုယုံကြည်တယ်ဟောထားတဲ့တရားတွေမမှားဘူးဆိုတာယုံကြည်တယ်အဲ့ဒါတွေအတွက်တော့ဘုရားကိုအတိမတ်ပြုပါတယ်ဘုရားဟောတဲ့အတိုင်းဘုရားဆုံးမတဲ့အတိုင်းနေပါမယ်ဆိုတော့ဒီလိုဆိုလို့လားသားသမီးတွေလည်းတခါတလေမိဘပြောတာအမေပြောတဲ့အတိုင်းလုပ်ပါမယ်ဆိုရင်จิตတတ်เสียပဲဟုတ်တယ်အဖေပြောတဲ့အတိုင်းလိုက်နာပါမယ်အခုကအဲ့ဒီအထိပ္ပယ်ဘုရားကိုးကွယ်တယ်ဆိုနော်အမေအဖေစကားနားထောင်ပါမယ်ဆရာသမားပြောတဲ့အတိုင်းလိုက်နာပါမယ်အဲ့ဒါလို့မဟုတ်ဘူးခုကဘုရားဘေးရောက်သွားတယ်ဘုရားဆိုတာရှ िख ိုးမယ်ပန်းလှူမယ်ပြီးတော့လှုပ်ချင်အောင်လှုပ်မယ်ဘုရားစကားတော့နားမထောင်ဘူးဆိုရင်အဲ့ဒါဆိုရင်တော့ချမ်းသာဖို့ရမရှိဘူးနော်ဒီလိုဖြစ်သွားအဲ့တော့ဘုရားကိုးကွယ်ခြင်းရဲ့အဓိပ္ပာယ်မြတ်စွာဘုရားကိုယ်တိုင်ကိုကဒီတခြားဘာသာတွေမှာဒါဟိုတခြားဘာသာတွေကိုအပြစ်ပြောတာမဟုတ်ဘူးနှိုင်းရှင်ပြတာနှိုင်းရှင်ပြတာကိုယ်ွယ်မှုဆိုတာကိုယုံကြည်ရကိုလောက်ခွင့်ရှိတယ်နော်ကိုယုံကြည်တာကိုခွဲကိုလူမှလွတ်လပ်ခွင့်ရှိနော်လွတ်လပ်ခွင့်ရှိအဲ့တော့ကိုကြည်ညိုရကိုကိုွယ်ဘယ်သူကိုွယ်ဘယ်ဟာကိုွယ်လောကစဉ်းစားကြည့်စရာကတော့တခြားကယုံကြည်တယ်ဆိုတာဘာလဲလို့ဆိုရင်အနန္တတကုယုံကြည်တာသူတို့အနန္တတကုယုံကြည်သည့်အတွက်ကြောင့်ဘယ်နေ့မလဲမဖို့ပဲဆုတောင်းနေမှာပဲဗုဒ္ဓဘာသာတွေကြတော့အနန္တတကုယုံကြည်တာမဟုတ်ဘူးယုံကြည်ရမှာမဟုတ်ဘူးမြတ်စွာဘုရားကိုယ်တိုင်ကရှင်းပြတယ်တရားဆိုတာဘာပြောတာတော့ဆိုရင်တတ္တဟတိတထာဂတတဘောဓိမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်တာအသိဉာဏ်ကိုယုံကြည်ရင်ဒီအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ပြောတဲ့စကားဟာလွယ်မှမရှိသည့်အတွက်ကြောင့်ရှောင်ရမယ်ဆိုရင်လိုက်ပြီးရှောင်မယ်ဆောင်ရမယ်ဆိုရင်လိုက်ပြီးလုပ်မယ်ဟောအဲ့ဒီကြမှာအကျိုးဖြစ်ထွန်းပါလေကျိုးဖြစ်ထွန်းတယ်ဆိုတာဥပမာမဲ့ယောဂရလို့ဆရာဝန်စီသွားတယ်ဆရာဝန်ကဒါတွေရှောင်ဒီစေးတောက်ဒါတွေတဲ့တယ်ဒါမတဲ့ဘူးပြောလိုက်တယ်ကိုကလှုပ်ချင်တာလှုပ်ရင်ယောဂပျောက်ပါမလားပျောက်ဘူးမြတ်စွာဘုရားလည်းဒီတိုင်းပဲလေ practical way อ่ะเนาะလက်တွေ့ကြတကယ်လက်တွေ့ကြအဲ့တော့ကိုလုံးရမယ့်အပိုင်းဟာရှိတယ်မြတ်စွာဘုရားကဟောတယ်ထိုင်းစုတောင်းနေလို့ဘာမှမဖြစ်ဘူးတဲ့လောက်ရမယ်တရားမှန်တယ်เนาะမှန်တယ်ဒီဘုရားတော့ဆူတောင်းပြည့်တယ်ဆိုပြီးတော့တွားပြီးနေတိုင်းသွားဆူတောင်းမယ်အလုပ်လုပ်တော့မလုပ်ဘူးဆိုရင်မရဘူးအဲ့ဒါဟုတ်ပြီလူဘဝရောက်လာတာ
တို့တွေစီးပွားရှာတာဘာအတွက်လဲဆိုရင်အသက်ရှည်တည်ထက်နေဖို့အတွက်စီးပွားရှာတယ်ရလာတဲ့စီးပွားဥစ္စာကိုမြတ်စွာဘုရားဟောတယ်အတ္တနံဒုက္ခေတိပိနေတိရှာလို့ရလာတဲ့ပစ္စည်းကသိမ်းထားဖို့မဟုတ်ဘူးတဲ့မလုပ်ရမှာကိုချမ်းသာအောင်နေကားစီးနိုင်ရင်စီးနော်တိုက်တယ်နိုင်ရင်တိုက်လေးနဲ့နေဒီလိုဆိုလိုတာဆင်းရဲဒုက္ခမခံနဲ့ဝတ်နိုင်စားနိုင်ရင်တင်းတင်းလျောက်ပအောင်ဝတ်စားအပိုဖြုံးတာမျိုးတော့မလုံးနဲ့ပေါ့ဒါချမ်းသာအောင်နေမယ်တချို့ကြတော့ချမ်းသာပြီမဲ့လို့ကားစီးနဲ့နဲ့ကားမစီးဘူးမော်တော်ဆိုင်ကယ်စီးတော့ကြမတော်တဆအစီရင်ဖြစ်နော်အဲ့တော့ကားစီးနိုင်ရင်စီးအတ္တနံဒုက္ခေတိပိနေတိဆိုတဲ့စကားလုံးကအတ္တနံမိမိကိုယ်ဒုက္ခေတိချမ်းသာအောင်ထားတယ်ပိနေတိဝဝဖြိုးဖြိုးဖြစ်စေတယ်ဆိုလိုတာလှပအောင်ဝတ်တယ်နော်ချမ်းသာအောင်နေတယ်ဟောဒါရှာတဲ့ပစ္စည်းဟာဒီလိုသုံးရမယ်အဲ့တော့ဒီလိုသုံးတာဟာမှန်ကန်တဲ့နည်းနဲ့သုံးတယ်ခေါ်တယ်နောက်တစ်ခုကမာတာပိတရောဒုက္ခေတိပိနေတိအမေဖေတွေဝအောင်လှအောင်ချမ်းသာအောင်ထားပုဒ္ဒဒါရကာမကရပောရိတိမိသားစုနဲ့ကိုယ့်အိမ်မှာအလုပ်လုပ်တဲ့ပုဂ္ဂိုလ်တွေချမ်းသာအောင်ထားမိတ္တာမစ္စေဆွေမျိုးတွေအပေါင်းအသင်းတွေချမ်းသာအောင်ထောက်ပံ့ပြီးတော့မှဘာသာရေးနဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေကိုဒါနာကောင်းမှုပြုတယ်ဟောဒီလိုဆိုတာအဲ့ဒီအနေဒီတိုင်းသုံးချလို့ရှိရင်မှန်ကန်တဲ့နည်းနဲ့သုံးချတယ်လို့ခေါ်တယ်စီးပွားဆိုတာမှန်ကန်တယ်ရသော်ဘုရားကစီးပွားရှာပြီးတော့မသုံးရတဲ့မသုံးဆွဲတဲ့ပုဂ္ဂိုလ်ဘာနဲ့ဥပမာတူလို့ဆိုအဲ့ဒီလူပိုင်ဆိုင်တဲ့ဓနငွေကြေးတွေဟာတဲ့ဘလူးဆောင်တဲ့ရေကန်တွေကရေတွေလိုပဲသူလည်းမသုံးကြံတဲ့လူတွေလည်းမသုံးရအောင်နော်အလကားပဲခံသွားမှာပဲအဲ့ဒါကြောင့်မလို့ရလာတဲ့ကိုယ်တိုင်လည်းစ조사ရှာတယ်ရလာပြီဆိုရင်လည်းသုံးညဒီလိုဆိုလို့ပေါ့ဒါကရသော်ဘုရားရဲ့အဆုံးအမနဲ့ကိုက်ညီတာဘုန်းကြီးတို့တွေတရားဝဲလုပ်ပြီးတရားနာတယ်ဆိုတာဘာလို့ဖို့လဲပညာရဖို့နာဘုရားရဲ့အဆုံးအမတွေကိုသိဖို့နာအခုဘုန်းကြီးတို့ပြောတဲ့စကားတွေကကိုယ်အလွတ်စကားတွေမဟုတ်ဘူးမြတ်စွာဘုရားဟောတဲ့ထက်ကနေထုတ်ပြောနေတာနော်မြတ်စွာဘုရားကဒါတွေကဘုရားဟောတဲ့တရားတော်တွေဟာတပည့်ခန္ဓာပေါင်းတရားပုတ်ပေါင်း7400ရှိတယ်စာအုပ်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဥယျာဉ်40တုံးမှာစာမျက်နှာဖြန့်မြခြင်းတွက်မယ်ဆိုရင်250 300ပါဝင်ခြင်းရှိတယ်တွက်တာကြည့်တော့စာမျက်နှာပေါင်းဘယ်ဘာသာတရားတွေမှာဒီလောက်ဒုတယ်ကြီးမားတဲ့အဆုံးအမဆိုတာကဘာမှမရှိဘူးဘုရားရဲ့အဆုံးအမတွေဟာအများဆုံးဘာဖြစ်လို့လောက်အများကြီးဆုံးမတာတော့ဆိုလို့ရှိရင်တရားတွေရဲ့လိုအပ်ချက်ကအများကြီးပဲအသိပညာရအောင်ဆုံးမတာမြတ်စွာအဲ့ဒီအသိပညာရအောင်ဆုံးမတဲ့ထဲမှာမြတ်စွာဘုရားငါ့ကိုယုံကြငါ့ကိုကိုးကွယ်ကြလို့ပြောတာတခွန်းမှမပါနော်သိအောင်လုပ်ကြငါကိုယ်တိုင်လည်းစ조사လို့အသိဉာဏ်ရတယ်မင်းတို့လည်းအသိဉာဏ်ရအောင်စ조사ဒီလိုပဲဟောတာများသိဖို့ပဲဟောတယ်မြတ်စွာဘုရားမသိခြင်းရဲ့အန္တရာယ်ဟာရှိတယ်ပြီးတော့မင်းတို့ဒါမလုံးနဲ့ဒါလို့ရင်မင်းတို့ဒုက္ခရောက်စေဆိုတာမျိုးမရှိဘူးယဟန်တန်ဃာတွေကိုသိက္ခာပုဒ်ပြညတ်ထားဟာဒီဥပရိအနေနဲ့မြတ်စွာဘုရားဒီပြစ်မှုတွေတော့မကျူးလွန်နဲ့ကျူးလွန်ရင်မင်းရသက်ပံဘုန်းကြီးဘွားမနေနဲ့တော့ဒါမျိုးတော့ရှိတယ်ဒါမျိုးရှိဒါသဘာဝကြတယ်လေအဲ့ဒီလိုအဘတ်တဲ့နဲ့ခေါ်တာပေါ့နော်အပတိဆိုအပြစ်သိရောက်တော့အပြစ်သိရောက်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့အပြစ်သိရောက်တယ်ပြည့်ရတယ်ဒါကတော့ society အတွက်လောက်တာလေ society ဆိုတာ society ရဲ့စီကံရှိတာမြန်မာနိုင်ငံမှာလည်းမြန်မာလူမျိုးတွေလိုက်နာမယ်စီကံတွေရှိတာပဲမြို့မှာလည်းမြို့မှာစီကံတွေရှိတာ association တွေအသင်းအဖွဲ့တွေမှာလည်းသူစီကံသူရှိတာဒါဖောက်ပြရင်တော့ဒီလိုကျူးလွန်ရင်ကျူးလွန်တဲ့အတိုင်းပဲဖယ်ကြတာပဲလေ
ဒါသဘာဝတခြားကိုကျင့်တရားနဲ့ပတ်သက်တာတွေကြတော့မြတ်စွာဘုရားကသဘာဝတရားရဲ့ဓာန်ခတ်မှုတွေကိုသာအန္တရာယ်မရောက်အောင်တားဆီးတဲ့သဘောပဲရှိတယ်နော်တားဆီးတဲ့သဘောပဲရှိတယ်မြတ်စွာဘုရားကနေအပြစ်သိရောက်စေလို့အပြစ်ဖြစ်သွားတာမဟုတ်ဘူးအဲ့ဒါမတူတဲ့သဘောတွေပဲနော်ဘုရားကဘယ်တရားဝါကိုမှအပြစ်ရောက်စေလို့မလုပ်ဘူးဒါမလုံးနဲ့ဒါလို့ရင်ဘာနဲ့ဥမာတူလို့ဆိုဒီအစာမစားနဲ့ဒီအစာမင်းယောဂနဲ့မတည့်ဟောကိုလက်စထရောတွေများနေတယ်ဝက်သားမစားနဲ့ဝက်သားကြိုင်မင်းဒုက္ခရောက်လိမ့်မယ်အစီပိတ်လိမ့်မယ်ဒါမျိုးပြောတာပဲလေစားကြည့်ပါလားစားကြည့်ဖြစ်မှာနော်စီးကျူယောဂတွေရှိတယ်သွေးတွေချိုးနေတယ်အေးမစားနဲ့အချိုတွေလျှော့စားရင်ဒုက္ခရောက်မှာပဲလေဘုရားအဲ့ဒီအဓိပ္ပာယ်ပဲပြောတာပဲအကုန်တဘာဝကိုခေါ်တယ်ဆိုတာမေတ္တာမထင်ရှားဒီညာလို့ပြောတဲ့သဘောပဲလျှက်စစ်ကြိုးသွားမကင်နဲ့ဟောဒါလိုက်လို့ရှင်သိလိုက်မယ်ဒီညာအန္တရာယ်ရှိတယ်အကုသိုလ်တွေဆိုတာလေဘုရားသတ်မှတ်တာမဟုတ်ဘူးဒါတွေဟာအကုသိုလ်အန္တရာယ်ရှိတယ်မလုပ်နဲ့လို့ဒီလိုပြောတာကုသိုလ်ဆိုရင်ဒါတွေလုပ်ရင်အကျိုးရှိတယ်ဥပမာမဲ့ဒီအစားစားရင်အခုခေတ်တော့အောနေကြတာ organic နဲ့ဒါစားလို့ရှိရင်အဲ့ဒီမှာဟိုကျမရေးအတွက်ကောင်းတယ်ကောင်းလားမကောင်းလားတော့မသိဘူး anti oxidant တို့ပါတော့ပန်းလေးတောင်မှအခွန်စားမှတယ်နော် anti oxidant ကအခွန်ထဲမှာပဲရှိတယ်ဆိုအဲ့တော့ဘာပဲဖြစ်ဖြစ်လေလူခန္ဓာကိုယ်မှာအကျိုးဖြစ်တယ်ဆိုတာပြောတဲ့အတိုင်းဖြစ်ဖို့ပဲအရေးကြီးတာနော်မြတ်စွာဘုရားဟောတာတွေကြတော့ပြောရင်ပြောတဲ့အတိုင်းဖြစ်တယ်မဖြစ်တာကိုမပြောမြတ်စွာဘုရားဟုတ်ပြီအဲ့ဒီလိုဘုရားရဲ့အဆုံးအမကိုရကျင်လို့ဘုရားကိုကိုးကွယ်တာဘုန်းကြီးတို့တွေဘုရားကိုးကွယ်ရတယ်ဆိုတခြားဘာသာကိုးကွယ်မှုနဲ့မတန်မကွာခြားတယ်လို့တော့မှတ်ထားပေါ့နော်အေးကိုယုံကြည်ရာကိုးကွယ်တာတော့ကိုးကွယ်လူဆိုတာကိုးကွယ်တာကိုကိုးကွယ်သို့တော့အဲ့ဒီကိုးကွယ်မှုရဲ့ရက်လက်တူတာမတူတာတော့သူကသူအလုံငန်းကပဲအဆုံးဖြတ်သွားမှာပဲကိုယ်အဆုံးဖြတ်ပေးစရာမလိုဘူးเนาะအဲ့တော့လူဘဝနဲ့ဥစ္စာဒနာလို့ဆိုတဲ့အခါကိုယ်ဆန်းစစ်ကြည့်ဖို့မြတ်စွာဘုရားကဟောထားတယ်ခုပြောတဲ့အထဲမှာပဂတိဥစ္စာတွေကိုရှာကြတာရွှေငွေယရနာပေါ့မဟုတ်ဘူးဆိုရင်ဗရမ ्या ရှာကြမှာပေါ့เนาะအဲ့တော့ယရနာတွေရှာကြတယ်မရှာရဘူးမဟုတ်ဘူးသို့တော့ဥစ္စာဆိုဒီမှာဥစ္စာဒနာဆိုဒီမှာဒီတစ်မျိုးတည်းမဟုတ်ဘူးဆိုတာလေးကိုတော့နည်းနည်းသတိထားဖို့လို့မရှာရဘူးမဟုတ်ဘူးရှာပြောမယ်ဆိုလို့ရှိရင်အလုံးဟာဘာရှာတာတော့ဆိုပတ်စံရှာကြတယ်ပေါ့ချင်းညွတ်ပြောရင်ပတ်စံရှာနော်ယရနာရရင်လည်းပတ်စံပဲပေါ့နောက်ဆုံးမှာအတုံးကြရင်ပတ်စံနဲ့ပဲသုံးတာပဲဟုတ်အဲ့တော့ငွေကြေးဒနာကိုရှာကြတယ်ဆိုဟုတ်ပြီငွေကြေးဒနာဘာအတွက်လဲလို့ဆိုလို့ရှိရင်ဘဝမှာယက်တည်နိုင်ဖို့အတွက်ငွေကြေးဒနာရှာကြတယ်ကောင်းပြီအဲ့ဒီဥစ္စာရှာယုံနဲ့လုံလောက်သလားလို့ဆိုမြတ်စွာဘုရားအေးအဲ့ဒီထဲတဲ့မနေနဲ့ငွေကြေးဒနာဆိုတာမင်းသိရင်ထားကြရမှာဒီဘဝတော့သုံးလို့ရတယ်မှတ်နေနော်သုံးကျင်တိုင်းသုံးပတ်စံရရင်ရသလောက်သုံးလို့ရသုံးနိုင်တယ်ချမ်းသာအောင်နေလို့ရဒါပေမဲ့အဲ့ဒီပိုက်ဆံနဲ့လုံမရတာတွေအများကြီးရှိတယ်စိတ်ချမ်းသာမှုလုံမရဘူးယောဂဝေဒနာဖြစ်လာရင်လုံလို့မရဘူးအကုန်လုံးပိုခြင်းကိုလုံလို့မရဘူးသေခြင်းဆင်းရဲကိုလုံလို့မရဘူးဒီပိုက်ဆံတွေကနောက်ဆုံးမှာကောင်းရတုတိဘဝရောက်ဖို့ဆိုတာဒီပိုက်ဆံကအာမခံမရှိပြီးတော့ဒီပိုက်ဆံရဲ့ခိုင်မာမှုဝေကြေဒနာလူတွေနေစဉ်ရှားနေတဲ့ဥစ္စာဒနာရဲ့ခိုင်မာမှုမခိုင်မာမှုအတွက်ကြည့်လိုက်ရင်လည်းသူဟာအဖြက်၅မျိုးကစနစ်ဖြစ်နေတယ်သူအဖြက်၅မျိုးဆိုတာမြန်မာတွေကတော့ယန္တုမျိုး၅ပါးလို့ခေါ်တယ်မြတ်စွာဘုရားကတော့ယန္တုမျိုး၅ပါးလို့ဒီလိုမဟောဘူး
Ekhi tadarana boga de da phaya ho de sakalongလေးကိုမှတ်ချင် Ekhi tadarana boga boga လူတွေရှားနေတဲ့အသုံးဆောင်ပစ္စည်းတွေဆိုတာ Ekhi tadarana မီးနဲ့ဆက်ဆံပြီးတော့နေတယ်မီးလောင်ရင်ပါသွားမှာတဲ့ဒါတခုနော်tadarana ဆိုတာဆက်ဆံနေရဥဒကtadarana boga ပစ္စည်းဥစ္စာတွေဆိုတာအဖြတ်ရည်နဲ့ဆက်ဆက်နေတယ်တဲ့ပတ်သက်နေတယ်ရာဇတာဒရဏဘောကစိတ်ဥစ္စာတွေဆိုတာမင်းဆိုးရာဇာတွေနဲ့ဆက်ဆက်နေတယ်မင်းဆိုးရာဇာတွေကတိတ်သွားပါရောစောရတာဒရဏဘောကပစ္စည်းဥစ္စာဆိုတာတခိုးတို့ဓမြတို့အနုချမ်းတို့ဘယ်သူပဲလာယူသွားတော့ပါသွားမှာပဲဒါဆက်ဆက်နေတယ်မလုံခြုံဘူးလို့ပြောတာဒါတွေကဒီဘဝထဲမှာပဲဘလောက်လုံအောင်ထားတာမလုံဘူးသူတို့ဆိုရှင်းတော့ကတော့ပစ္စည်းဥစ္စာတွေကိုဘာလို့ကြတော့ဆိုတွင်းနဲ့ကြီးတွေတူးပြီးတော့ရေထွက်လောက်အောင်နှီးတဲ့တွင်းနဲ့ကြီးတွေမှာမြုပ်ကြတယ်ဒါမှမဟုတ်ရှင်းအောင်ပစ္စည်းတွေခါလေကြတော့တွင်းတူးရင်ရတယ်လေဒီကြီးတွေမြုပ်ကြအဲ့ဒါတောင်သေချာလားလို့ဆိုမသေချာဘူးတဲ့တခါနာခာဝါအပနာမင်းတိရေကြီးထဲမှာငကားတွေပါရှိတယ်သူတို့ကရွှေ့ယူသွားတတ်တယ်ဘလူးတွေပါတွေကလည်းရွှေ့ယူသွားတတ်တယ်ဒါကြောင့်မလို့လူတွေရေကြီးတဲ့မြုပ်ထားတဲ့ပစ္စည်းတွေဆုံးရှုံးမှုတွေရှိတယ်ပေါ့မိမိကိုယ်တိုင်ကလည်းပဲအမှတ်သားတွေမေးလျော့သွားတတ်တယ်ဆိုလိုတာကဘုန်းကြီးတို့တွေနေ့စဉ်ရှားနေတဲ့ပစ္စည်းဥစ္စာသည်ပျက်စီးဖို့ရာဒီအခြေအနေတွေနဲ့ဆက်ဆံနေတယ်နောက်တစ်ခုကအပိယဒါယဒသာဓာရဏဘောကစီစဉ်ဥစ္စာတွေဟာအပိယဆိုတာမုန်းစရာကောင်းတဲ့ဒါယဒအမွေခံသားဆိုသမီးဆိုတယ်ပြောတာအပိယဆိုတာကိုသားကိုသမီးတော့သူကမမုန်းဒါပေမဲ့သူလုံတာတွေမုန်းစရာတွေကြီးပဲနော်မုန်းစရာတွေလုံနေတယ်ဝိရစေဝါတွေစွဲနေတယ်ကစားတယ်ဟောဒါမုန်းစရာအလုပ်တွေလုပ်သူတို့နဲ့ပတ်သက်နေတယ်တဲ့သူတို့ကဖြုံးပြင်းလဲကုန်သွားမှာပဲသူဆိုတာအဲ့တော့ရေမီမင်းခိုးသူမချစ်မနဲ့တဲ့အမွေခံသားဆိုသမီးဆိုဒီလိုပြောရမှာနော်အဲ့ဒီ၅မျိုးနဲ့ဆက်ဆက်ပြီးတော့နေတာကိုရှာတဲ့ပစ္စည်းဟာဒီဘောင်ကိုကြော်သွားနိုင်တဲ့ပစ္စည်းတခုမှမရှိဘူးနော်မကြော်နိုင်အဲ့တော့ဒီပစ္စည်းတွေနဲ့ပဲတနေ့လုံးဟောတသက်တာလုံးအဆုံးခံပြီးတော့ဒီပစ္စည်းတစ်မျိုးတည်းပဲရှာသွားရင်ဘဝတောင်ရေးဆိုတာမရှိတော့အဘကမရှိဘူးအနာဂတ်အတွက်နော် future is not sure အနာဂတ်ဆိုတာမသေးချာဘူးဟုတ်တယ်မသေးချာတဲ့အနာဂတ်ကြီးဖြစ်သွားအဲ့တော့မြတ်စွာဘုရားကပစ္စည်းဥစ္စာဆိုတာတဲ့မင်းတို့ပြောတဲ့အခုဓနငွေကြေးစိတ်နေရွှေတွေငွေတွေဗရမများတွေယရနာတွေဓာတွေတင်ဓနခေါ်တာမဟုတ်ဘူးတဲ့တကယ်ကိုအည်အသွေးပြည့်တဲ့နော်မိုးကုတ်ကဗရမများတဲ့ရာပေါင်းများစွာတန်ကြေရှိတဲ့ဓနကိုလည်းရှားကြအောင်တဲ့ပစ္စည်းဥစ္စာကိုရှားကြအောင်အဲ့ဒီပစ္စည်းဥစ္စာ9မျိုးရှိတယ်တဲ့မြတ်စွာဘုရားအဲ့ဒီ9မျိုးဟာအမခံရှိတယ်ခုနပြောတဲ့ရန်သူမျိုးအဖြစ်5မျိုးနဲ့လဲဆက်သွဲနေတာမရှိဘူးတဲ့မပတ်သက်ဘူးတဲ့ဆိုလိုတာကမီးလောင်ရင်လည်းပါမသွားနိုင်ဘူးရေမျောကျင်တိုင်းမျောမပါဘူးမင်းဆိုရစားလည်းမသိနိုင်ဘူးတခိုးဓမြလည်းလာပြီးတိုက်ခိုက်မယူနိုင်ဘူးအမွေခံသားဆိုသမီးဆိုကလည်းမဖြုံးပြတ်နိုင်ဘူးတဲ့အဲ့ဒီပစ္စည်းမျိုးဆိုတာရှိသေးတယ်တဲ့မြတ်စွာဘုရားဒါမို့လူဘဝနဲ့ဓနဥစ္စာရွှေငွေယရနာဆိုတဲ့တာမန်ရိုးရာဥစ္စာတဲ့တာလွန်တဲ့ဥစ္စာ9မျိုးဆိုတာမှတ်သားထားမှတ်သားထားပြီးတော့အဲ့ဒီဥစ္စာမျိုးတွေကိုရှာမိအောင်ရှာထားကြအဲ့ဒီရှာမိအောင်ရှာထားမှအနာဂတ်အတွက်လုံခြုံစိတ်ချမယ်ဒီဘဝအတွက်လည်းလုံခြုံစိတ်ချမယ်အနာဂတ်အတွက်လည်းကိုပိုင်တယ်ဆိုတာတကယ်မှဒီပစ္စည်းမပိုင်ကျန်တာကမပိုင်ဘူးဆိုင်သားဆိုင်မပိုင်ဘူးဆိုတာကြောင့်နော်ဆိုင်တော့ဆိုင်တယ်လေ3ခွင့်တော့ရှိတာသူများလာယူသွားပါသွား
ရှေးကဆရာတော်ကြီးတွေကမ္မထမ်းပွားတာရှိတယ်လေပစ္စည်းကတော့လဲလူကိုစွန့်လူကတော့လဲပစ္စည်းကိုစွန့်ဆိုတာဟုတ်တယ်